ပြည်သူများလုံးမင်္ဂလာပါလို့ပြောကြပါရစေ။ဒီနေ့မှာတော့ဆရာမအတက်ယောဂရှိတဲ့သူတွေအနေနဲ့ရှောင်ကျဉ်တဲ့အချက်လက်တွေတင်းတင်းနဲ့နေတိုင်းစားသောက်မှုပုံစံတွေနဲ့ဘယ်လိုနေထိုင်မှုဆိုလို့ရှိရင်ဆေးရုံသွားတဲ့လေဆိုတဲ့အခြေအနေတွေကိုမျှဝေပေးသွားမှာဖြစ်ပါလိမ့်ရှင်။ဆရာမကတော့မမပါတိုင်းစုဉာဏ်ရှင်တရားဖြစ်ပါလိမ့်ရှင်။ စီကျူသွေးကျူတကေတမှုပြုံးမှာဟန်တာအေးစေးပါစိတ်ချမ်းစွာတောက်ကြည့်ပါဟန်တာအေးစေးကောင်းတလက်ပါဟန်တာအေးစေးတိုင်းအမှတ်82 38လမ်းကြောက်တရားမြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်ဖုန်းနံပါတ်3992333311ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ဆရာမအတက်ယောဂရှိတဲ့သူတွေအနေနဲ့နေတိုင်းစားတော့အေးတဲ့နဲ့တင်းတင်းနဲ့နေတိုင်းစားတော့ပုံစံတွေမျှဝေပေးချင်ပါတယ်ရှင်။တက်ယောဂရှိတဲ့သူတွေအနေနဲ့နေ့စဉ်ဝင်းကိုပုံမှန်သွားအောင်ဆက်ပေးတင်ပါတယ်။မချုပ်မခံပါနဲ့။အာဟာရပြေဝအောင်စားပေးပါစိတ်ပြည့်စုံမှုကိုတက်နိုင်ဆုံးလျှော့ချပေးပါအေးရေးဝမ်းဝမ်းအိပ်ပေးပါတရိတ်ကိုပွားစီနိုင်တဲ့အစားအစာတွေအေးဖန်ချုပ်ပြီးတော့ရတာချိုးဆေးချွဲတဲ့အစားအစာတွေရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်။ဝမ်းနဲ့တတိစားတွင်းအောင်စားနဲ့အကျုံးတင်းအကျုံးတက်စီတဲ့အစားအစာတွေကိုရှောင်ကျဉ်ပေးပါလေးတက်ကနာလေးပြီးကမှာအနေများတာမျိုးရှောင်ကျဉ်သိပြီးတော့အေးတဲ့ရာသီမှာရေချိုးတဲ့အခါမှာလည်းရေနွေးနွေးနဲ့သာရေချိုးပေးသင့်ပါလိမ့်ရှင်။ဒါအပြင်အခုကင်းကိုပင်လေးညီနဲ့စီဖို့အတွက်ချွေးပုံမှန်ထွက်စေတဲ့အားကစားတစ်ခုကိုပုံမှန်ပြုလုပ်ပြီးကြံပြုပေးချင်ပါလိမ့်ရှင်။အခုဆက်ပြီးတော့ဆရာမအတက်ယောဂရှိတဲ့သူတွေအနေနဲ့အန်ရီကင်းရှင်းစေဖို့အတွက်ဒီပြုပြီးတော့ရှောင်ကျဉ်ပေးတဲ့အချက်တွေကိုလည်းပြပြပေးချင်ပါတယ်။အတက်ယောဂရှိတဲ့သူတွေအနေနဲ့အရက်အပြာနဲ့မူရည်စေသောအရာများလုံးဝမသုံးဆွဲပါနဲ့။စီကူတာကားမောင်းတာဆိုင်ငယ်မောင်းတာနဲ့ဆက်ရန်ရကိုအသုံးပြုလုပ်ရတဲ့အလုပ်ကိုပြုလုပ်ပါနဲ့အဲ့ရကလေးကိုလည်းခက်မြင့်မြင့်အသုံးမပြုပဲအနည်းကင်းရှင်းစေဖို့အတွက်ခက်နေနေတာတုံးပြီးနေရန်ဘက်မှာကပ်ပြီးထားဖို့ကြံပြုပြချင်ပါတယ်စတဲ့မှာပဲဆမအတက်ယောဂရှိတဲ့သူတွေအနေနဲ့ဘယ်လိုနေထားလို့ဆိုလို့ရှိရင်စေယုံစေကံကိုတင်တယ်လဲဆိုတဲ့အခြေအနေကိုလည်းပြပြပြချင်ပါတယ်ရှင်ဒီအခြေအနေတွေကတော့တက်တာပထမဆုံးအချိန်ဖြစ်နေတာတက်တဲ့အချိန်က9မိနစ်တက်ချိန်သွားတာအတက်ကြပြီးနောက်ပိုင်းသတိပြနေတယ်။စတဲ့အခြေအနေတွေတွေ့ရှိရပြီဆိုရင်တော့စေယုံစေရုံအများဆုံးသွားရောက်ပြသဖို့လိုပါတယ်ရှင်။ခုလောက်ဆိုရင်တော့တရားယောဂနဲ့ပတ်သက်ပြီးတော့တင်းတင်းနဲ့နေတိုင်းစားသောက်မှုပုံစံတွေရှောင်ကျဉ်ပေးတဲ့အချက်တွေနဲ့စေယုံစေကံကိုသွားတဲ့အခြေအနေတွေကိုအတန်းလေးကြည့်ကြည့်လေးပဲညွှန်နေပါတယ်ရှင်။ပြည်သက်ကြီးများအားလုံးပဲကိုယ်စိတ်နှလုံးရှင်လင်းကြပါနိုင်ကြပါစေရှင်။